မိမင်းကလင်းအညစ်ခံထားရတာကြောင့်အသက်ရှူရတာခက်ခဲလာပါတယ်သူ့မျက်လုံးထဲမှာပြဝေလာပေမဲ့လက်ထဲမှာစုပ်ကင်ထားတဲ့ဖုန်းကိုတော့မလွတ်လိုက်ပါဘူးဖုန်းထဲကဗီဒီယိုထဲမှာတော့မိမင်းရဲ့ကုတင်အောက်ကနေထွက်လာတဲ့လက်ချောင်းရှည်ကြီးတွေဟာမိမင်းရဲ့ခြေထောက်ကိုလွှမ်းဖမ်းဖို့ကြိုးစားနေတာကိုမြင်နေရပါတယ်ဘာတူလဲလွတ်ပြပါမိမင်းအားတင်းပြီးអော်လိုက်တဲ့အချိန်မှာပဲလေဘင်းကလက်တွေဟာရုတ်တရက်ပြေလောသွားပါတယ်အခန်းထဲမှာလေအေးတစ်ချက်ဝေးသွားပြီးဖုန်းမျက်နှာပင်ကနေမင်းကလေးရဲ့အတန်ကထထွက်လာပါတယ်မိမင်းကိုတင်ပေါ်ကနေမစင်းနဲ့အခုချက်ချင်းမန်တွေကိုအုံဖုံးလိုက်သူကမန်ထဲကနေမဲကိုကြည့်နေတာမိမင်းကကိုတင်ပေါ်ကနေမစင်းရဲပဲဘေးနားကဆောင်းကိုယူပြီးသူ့ရဲ့အဝတ်ဘီရိုမှာတတ်ထားတဲ့မန်အကြီးကိုလွှမ်းအုပ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့သူဆောင်တဲ့အုတ်ခါနီးမှာမန်ထဲကိုမျက်လုံးဝေးကြည့်မိလိုက်ပါတယ်မန်ထဲမှာမြင်လိုက်ရတာကမိမင်းရဲ့ပုံရိပ်မဟုတ်ပါဘူးမန်ထဲမှာရှိနေတာကတကူလုံးရွှဲရွှဲဆူနေပြီးစမင်တွေနဲ့မျက်နှာကိုဖုံးထားတဲ့မင်းကလေးတစ်ယောက်ပါသူမဟာမန်ထဲကနေမိမင်းကိုစိုက်ကြည့်နေပြီးလက်တစ်ဖက်ကမန်ချက်ကြီးကိုအသွင်မှတ်ကနေကုတ်ချနေပါတယ်ထောက်မန်ခွဲတန်းတွေထလာပြီးမန်ချက်ပုံမှာအကြောင်းတွေထင်လာပါတယ်တစ်ချိန်ထဲမှာတည်းမိမင်းရဲ့ဖုန်းထဲကိုစာတိုးတစ်ဆောင်ဝင်လာပြန်ပါတယ်သူမင်းရဲ့အခန်းထဲကိုရောက်နေပြီငါကိုကဲတော့ကမင်းဒီလိုပဲကြည်နေခဲ့တာလေမိမင်းရဲ့ခေါင်းထဲမှာပုံကြီးအချိုးဖြတ်ခနဲပေါ်လာပါတယ်လွန်ခဲ့တဲ့တစ်နှစ်ကမိုးသေးထန်းစွာကြွားနေတဲ့ညတညကားလမ်းမပေါ်မှာလဲကျနေတဲ့မိန်းကလေးတစ်ယောက်မိမင်းကကြောက်လန့်ပြီးဖုံးဆက်ကိုနီမတောင်းပဲထွက်ပြေးခဲ့တဲ့အဖြစ်အခုသူ့ဖုန်းထဲကိုခေါ်နေတဲ့အနုံနံပါတ်ကအဲ့ဒီညကမိန်းကလေးရဲ့ဖုန်းနံပါတ်ဖြစ်နေပါတယ်မန်ချက်ကြီးဟာအပိုင်းပိုင်းအဆက်စားကွဲကြားသွားပြီးအခန်းထဲမှာရေကြီးနံတွေနဲ့သွေးနံတွေဖုံလွှမ်းသွားပါတယ်အမောင်ထဲကနေဆိုးဆိုးနေတဲ့ခြေတံတွေကမင်းမင်းရဲ့ကုတင်စီကိုတဖြည်းဖြည်းနှိကပ်လာပါတယ်မင်းမင်းဟာကုတင်တောင်မှာကပ်ပြီးတုံရင်နေပါတယ်အဲ့ဒီချိန်မှာတဲ့သူ့ဖုန်းကနေ flashlight မီးရောင်ကခလိုလိုပွင့်သွားပြီးအခန်းထောင်ကိုထိုးပြလိုက်ပါတယ်အလင်းရောင်အောင်မှာပေါ်လာတာကအဖြူရောင်ဝတ်စုံတဲ့မိန်းကလေးမဟုတ်ပါဘူးအဲ့လာတဲ့ပူကြောင်စရာကောင်းတဲ့အရာတစ်ခုပါအဲ့ဒီအရာကပါလေမင်းမင်းရဲ့အတိတ်ကအမားကသူ့ကိုဘလို့ပြန်လိုက်လာလူရွတ်မှလေပြီးတော့ဖုန်းထဲကနေသူ့ကိုကူညီနေလဲမင်းကလေးကတော့တကယ်လူလားဝိညာဉ်လားဇာတိန်ပိုက်ဆက်ပြီးနားထောင်ခြင်းတယ်ဆိုရင်တော့ channel นี้ကို subscribe လုပ်ခဲ့ပါဦးနော်